မင်္ဂလာပါ Foremost နဲ့မြတ်တဟာကနေပူပေါင်းတင်ဆက်တဲ့ Mother and Child Nutrition အာဟာရစကားဝိုင်းအနေနဲ့ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့အမေနဲ့ကလေးတွေအတွက်အရေးကြီးတဲ့အာဟာရအကြောင်းကိုဆွေးနွေးပေးဖို့အထူးဧည့်သည်တော်အနေနဲ့အာဟာရဆရာဝန်ကြီးဒေါက်တာဝင်းမြင့်ကိုဖိတ်ခေါ်ထားပါတယ်မင်္ဂလာပါဆမိုက်ခင်ဗျာအသက်2နှစ်ကျော်လာတဲ့အခါမှာဘယ်လိုကြီးထွားမှုတွေကိုသတိထားပါမလဲဆမိုက်ခင်ဗျာဟုတ်ကဲ့ပါအဲ့တော့လေအသက်2နှစ်ကျော်လာပြီဆိုလို့ရှိရင်တော့ဗောနော်အဓိကတော့ကလေးတယောက်မှာဆိုရှင်အုံနောက်ဖွံ့ဖြိုးမှုပေါ့နော်အုံနောက်ဖွံ့ဖြိုးမှုကတော့သိပြီးတော့အရေးကြီးပါတယ်များသောအားဖြင့်ဆိုလို့ရှိရင်တော့ကလေးတွေမှာဆိုလို့ရှိရင်ဒါ3နှစ်ကနေ5နှစ်ပေါ့နော်အဲ့တော့5နှစ်မပြည့်ခင်မှာပဲမမတို့ကဘာလုပ်ပေးရလဲဆိုရှင်ကလေးလေးတွေအတွက်ဆိုရှင်သူတို့ရဲ့အုံနောက်ဖွံ့ဖြိုးမှုပေါ့နော်ဘယ်လိုနည်းနဲ့ကောင်းအောင်လုပ်ပေးမလဲဘယ်လိုနည်းနဲ့များအောင်လုပ်ပေးမလဲဆိုတဲ့အကြောင်းအရာသိပြီးတော့မှအရေးကြီးရဘာလို့လဲဆိုရှင်ဒီကလေးတယောက်ရဲ့အုံနောက်ကဆိုရှင်ဒါမွေးကလေးရပေါ့နော်ပြောမယ်ဆိုတော့မိခင်ပိုက်ကလေးရပဲစပြီးတော့မှတော့အခြေခံခဲ့တာပဲဒါပေမဲ့ဒီ9နှစ်အောက်လို့ရောက်သွားတဲ့ခံမှာတော့သူရဲ့ဖွံ့ဖြိုးမှုကလူကြီးတစ်ယောက်ရဲ့90%လောက်ဖြစ်နေတာပေါ့နော်ဒါကြောင့်မို့ဒီအချိန်မှာတော့ဘယ်လိုနည်းနဲ့များပေါ့နော်အုံနောက်တွေဖွံ့ဖြိုးအောင်နောက်ပြီးတော့မှတ်ဉာဏ်တွေကောင်းအောင်နောက်ပြီးတော့မှဒါသူရဲ့အာယုံကြောအာယုံခံစနစ်တွေအာယုံကြောတွေကောင်းဖို့ဆိုတာတိတ်ပြီးတော့မှအရေးကြီးပါတယ်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့ပါဗျဟိုခန္ဓာကိုယ်ကြီးထွားမှုနဲ့အရက်ရှည်ဖို့ဘယ်လိုအာဟာရတွေကအရေးကြီးပါလဲဆရာမခင်ဗျဟုတ်ကဲ့ပါအဓိကတော့ပေါ့နော်ပြောမယ်ဆိုလို့ရှင်တော့အရက်ရှည်ဖို့တို့အာဟာရခန္ဓာကိုယ်ကြီးထွားဖို့ပေါ့နော်သူ့ရဲ့အရွယ်နဲ့ရှိတဲ့ weight တို့ height တို့ကတော့ရှိဖို့လိုတာပေါ့နော်အဲ့တော့အဓိကအရေးကြီးဆုံးအာဟာရလို့ပြောမယ်ဆိုတော့ protein ပေါ့နော် protein ကလည်းအရေးကြီးပါတယ်နောက် calcium ပေါ့နော်ဒါလေးကတော့ပြောမယ်ဆိုတော့လေတခြားအာဟာရဓာတ်တွေလည်းစုံတာပါပဲပေါ့နော်ဥပမာဆိုလို့ရှိရင်တော့ဒါအာဟာရဓာတ်တွေအကုန်လုံးလိုတယ်နောက်တော့ vitamin တွေလိုတယ် calcium တွေလိုတယ်ပေါ့နော်အဲ့တော့အဓိကအရေးကြီးဆုံးလို့ပြောမယ်ဆိုတော့ protein ဓာတ်နဲ့ calcium ဓာတ်ပေါ့ဒါလေးကိုဒါလေးပြည့်ပြည့်ဝဝရရှိထားမယ်ဆိုရှင်ကလေးတယောက်ရဲ့လိုအပ်ချက်နဲ့လိုအပ်တဲ့ပေါ့နော်သူ့ရဲ့ပုံမှန်ရှိတဲ့ weight ရော height ရောရှိမှာဖြစ်ပါတယ်ဆရာဟုတ်ကဲ့ပါဆမိုင်းဟုတ်ကဲ့အခုလိုဆွေးနွေးပြီးတဲ့ဆရာမကြီးကိုလည်းကျေးဇူးများတင်ရှိပါတယ်ခင်ဗျာအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုလည်းနောက်ဗီဒီယိုများဆက်လက်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့စောင့်မျှော်အားပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ